မြန်မာတွေကဖျားတယ်တာတိတ်ဝါဒနာပါတာပတ်စံရှိရင်ဖျားတယ်တယ်ဘုံကြီးတွေလည်းဒီတိုင်းပဲပတ်စံရှိရင်ငကယုံဖျားအဆူ900 1000 2000အဲ့တော့စာပေနဲ့မညီဘူးအဲ့ဒါကဒါဦးဇင်းတို့ပြောရတယ်နော်ဖျားတွေအများကြီးတယ်တာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဖျားတယ်တာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများဘူးစာပေနဲ့လည်းမညီဘူးဦးဇင်းတို့ရဲရဲပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့အပဋိဋ္ဌိတဒီတာပါကေဆိုတာဈေးဒီမရှိတဲ့နေရာမှာပဲတည်ရမှာဟုတ်ပြီနော်ဈေးဒီဆိုတာဘယ်နေရာမှာတည်ရမှာလဲမရှိတဲ့နေရာမှာတည်ရမှာနော်ဗုဒ္ဓဘာသာဝင်တွေတော့ရှိတယ်ဒါပေမဲ့ဖျားရှင်ကိုပူဇော်ခြင်းနဲ့ဘယ်လိုပူဇော်မှမသိဘူးအဲ့လိုဖျားကိုပူဇော်ခြင်းမှလည်းတဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဈေးဒီတည်ရမှာဘုရားတည်ရမှာကြွားတရားမှာတော့မှဈေးဒီနှစ်စုမရှိသင့်ဘူးတဲ့စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးတက္ကရာမှာတိုက်ရိုက်ပါတယ်ကြွားတရားမှာတော့မှဈေးဒီနှစ်စုမရှိသင့်ဘူးကုသိုလ်မရအောင်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဈေးဒီနှစ်စုရှိမယ်ဈေးဒီနှစ်စုလုံးကိုပြည့်ပြည့်ဝဝမပူဇော်နိုင်ဘူးဟိုဘုရားကိုသွားမလို့ဒီဘုရားသွားမလို့လေအဲ့မှာရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလားနော်ဖြစ်လာပြီဦးဇင်းတို့ရန်ကုန်မှာဆိုရင်လည်းရွှေတကိုးမှသွားချင်တာတခြားဘုရားမသွားချင်ဟုတ်တယ်မလားရွှေတကိုးကဘိုးတကိုးကြီးလိုဖြစ်လာတယ်အဲ့တော့ဖယားတဆူတန်းဆိုရင်တရွာလုံးကဝိုင်းပြီးတော့ပူဇော်နိုင်တယ်အကောင်းဆုံးပူဇော်နိုင်တယ်အသက်ပဲဆုံးပူဇော်နိုင်တယ်နှစ်ဆူရှိပြီဆိုရင်ဟိုဘုရားကိုသွားပူဇော်ရမလားဒီဘုရားသွားမလားအဲ့တော့တဆူဖက်ကိုအာတန်သွားနောက်တဆူကဘာဖြစ်သွားလဲခြုံနေနဲ့နော်ယင်ကြီးတွေတက်လို့ဖယားကိုပုံမှန်ဆုံးကတ်တဲ့လူလည်းမရှိဘူးပုံမှန်ပန်းပူဇော်တဲ့လူလည်းမရှိဘူးနော်ဖယားကိုလည်းတောက်တောက်ပြောင်ပြောင်မထားနိုင်တော့ဘူးဟုတ်တယ်မလားတတိထားကြည့်လိုက်အဲ့ကြောင့်ဦးဇင်းတို့အမြဲတမ်းပြောတယ်ရှိနေတဲ့ဖယားကိုပုံမှန်ဆုံးကတ်နိုင်အောင်ကြိုးစားအောင်လို့နော်ဆုံးမဝတဲ့ဖယားတွေအများကြီးပဲနော်ဒါစာပေထဲမှာပါတယ်နော်ဒါကြောင့်တဲ့ဖယားအများကြီးမတည်နဲ့နော်ရှိတဲ့ဘုရားကိုအကောင်းဆုံးပူဇော်မရှိသေးတဲ့နေရာဆိုရင်တည်တဲ့လားမတည်သင့်ဘူးလားမရှိတဲ့နေရာဆိုတာကဗုဒ္ဓဘာသာတွေတော့ရှိတယ်ဟုတ်ပြီနော်အေးဘုရားစိတ်တွေမရှိတဲ့နေရာပြောတာနော်ဗုဒ္ဓဘာသာလည်းမရှိဘူးပူဇော်မဲ့လူမရှိရင်လည်းကောင်းတာဘုရားတည်တယ်ဆိုတာကဗုဒ္ဓဘာသာဝင်တွေရှိတယ်ပူဇော်မဲ့လူရှိတယ်ပူဇော်စရာမရှိတဲ့အခါနားလည်ပြီနော်တချို့ကအဲ့လိုတောင်းရှိရင်စီဒီလိုက်တယ်တာဦးဇင်းဒီဘက်မှာမုံပြင်းနေတဲ့ဟိုခီးထွက်လာရင်တွေ့တယ်ဖျားမရှိတဲ့တောင်မရှိဘူးထင်တယ်တောင်တိုင်းမှာဖျားရှိတယ်အဲ့ဒီဖျားကိုဘသူသွားပူဇော်လဲဆိုဘသူမှမပူဇော်ဘူးရေကိုစိုးနဲ့တွေပူဇော်ရင်တော့မသိဘူးပေါ့နော်အဲ့တော့ဘသူမှအဲ့တောင်ထိပ်ကိုမတက်နိုင်ပါဘူးနော်ဆိုတော့ဦးဇင်းတို့ဒါကြောင့်ဒီဦးဇင်းတို့ဘီလင်းကနော်တောင်ဆုံးကဓမ္မဒုတဆရာတော်ကြီးအားလုံးကြားဖို့ကြမယ်ထင်တယ်နော်ပြန်တော်မူသွားပြီဆရာတော်ကြီးခဏပြောတယ်ဈေးဒီတဲတယ်ဖျားတဲတယ်ဆိုတာသာသနာတကွန်းထူတာတဲ့ဘာထူတာသာသနာတော်တွေထွန်းကားလာတဲ့အခါဗုဒ္ဓဘာသာဝင်တွေများလာတဲ့အခါပူဇော်စရာမရှိလို့ဖျားကိုစားဓာတ်တော်ကိုဌာပနာပြီးတော့ဈေးဒီတဲကြတယ်ဖျားကိုစားစင်းလူတော်ထုပြီးတော့ဩဒိတဈေးနဲ့ပူဇော်ကြတာတဲ့အဲ့တော့ပူဇော်တဲ့လူတွေရှိတဲ့နေရာမှာပူဇော်စရာမရှိလို့သာသနာတကွန်းထူတဲ့အနေနဲ့ဇေဒီတဲတာဖျားပူဇော်တာဒါကြောင့်ဦးဇင်းတို့ဖျားဇေဒီဆိုတာကပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးနော်အေးပတ်စံရှိတိုင်းတဲရတာမဟုတ်ဒါစာပေထဲမှာပါတယ်ယနေ့ခေတ်ကဘာဖြစ်လို့လဲမသိဘူးပတ်စံရှိရင်ဖျားတဲမယ်ဇေဒီတဲမယ်ဆိုတာကြီးပဲ